အားလုံးပဲမင်္ဂလာပါရှင်ဆရာမတော့ကြားမြင်ဆရာမလေးအားမွေဖြစ်ပါတယ်ရှင်တိုက်ဆက်ပယောဂလူမှုရေးစီးပွားရေးအကုန်စစ်ပေးပါတယ်စစ်ပေးတာကကြတော့ညပူစောခထိုင်းဘတ်ငွေညပူစောခ200ယူပါတယ်ရှင်တိုက်ဆက်ပယောဂအားလုံးကိုဆရာမအာမခံတဲ့ကုလည်းကုပေးပါတယ်ရှင်နော်ဇာတာစစ်ချင်တဲ့လူလေးတွေတိကျမှန်ကန်စွာနဲ့ဟောပေးပါတယ်မမှန်ရင်ဆရာမနှစ်ဆပြန်ရုံပေးပါမယ်ရှင်เนาะအဲ့လိုမျိုးအာမခံချက်နဲ့ဆရာမကဟောပေးတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကကြောက်လို့ရှိရင်ဘာအကြောက်ဘသူဘယ်နေ့နံလေးကိုလာရောက်ဟောပေးလဲဆိုစနေပါရှင်เนาะစနေနေ့နံသားသမီးများအတွက်ကိုလာရောက်ပြီးဟောစရာလေးတွေတင်ပေးတာပါ3လစာ3လပိုင်းစာအတွက်တစ်လလုံးလုံးကိုပေါ့เนาะစနေဟိတ်ဆိုတာနဲ့ကစနေသားသမီးတွေကလောကဓာတ်ကိုကြမ်းကြမ်းခံနိုင်တဲ့နေနံသားသမီးတွေပါရှင်သူတို့ကဇွဲအရန်ကောင်းတော့စိတ်ရင်ခတ်ထမာကြောတော့ကောင်းကလည်းအရန်မာတတ်တယ်နော်အဲ့လိုမျိုးစိတ်တက်ကလေးဘယ်လိုပြောမလဲဟေးဆိုလို့သူတို့ကတစွတ်တူတစွတ်ကံလေးတွေဆန်တတ်တယ်လှုပ်ချင်တာဦးစားပေးတတ်တယ်ဖြစ်ချင်တာဦးစားပေးတတ်တယ်ဘယ်လိုပြောမလဲသူတို့လှုပ်တဲ့အရာတွေပေါ်မှာလည်းပဲသူတို့ကတာဝန်ယူမှုတာဝန်ခံမှုတွေအရန်များတယ်ရှင်လုတ်ရဲရင်ခံရတဲ့ဟိတ်ဆိုတဲ့စကလုံးကစနေသားသမီးတွေအတွက်လို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်မဟုတ်မမှန်တာတွေကစသူတို့ကလုံးဝသိငြိမခံတတ်ဘူး။ပွင့်ပွင့်လင်းလင်းနဲ့ဒလောစက်တိုက်တယ်လို့တနဲ့အဲ့လိုမျိုးချထလိုက်တတ်တယ်။အဲ့လိုပုံစံမျိုးလေးပြောမယ်ဟိတ်ဆိုစိတ်မြန်လက်မြန်နှုတ်မြန်တတ်တယ်။အဲ့လိုစနေသားသမီးတွေနဲ့ချစ်သူဖြစ်မဲ့ဟိဆိုတော့ဆရာမအကြံပြုချင်တာခေါင်းအပူပါမှရမယ်နော်။ဘာကြောင့်လဲဆိုစနေသားသမီးတွေကလက်တံပြောင်းတယ်လို့လက်မြန်တယ်လားလည်းမပေးနေရှင်နော်။ဘဝမှာလည်းသူတို့ကလောကဓာတ်ဝန်တောင်မှအရွက်တိုက်တတ်တဲ့လူမျိုးလေးတွေဒုက္ခအများကြီးဖြစ်လာပြီလား။အဲ့ဒီဒုက္ခကိုတော့မှသူတို့ကအပြုံးမပြတ်ပဲနဲ့ကြမ်းကြမ်းခံပြီးတော့ဆက်တိုက်သွားမဲ့လူမျိုးလေးတွေဖြစ်တယ်ရှင်။အချစ်ရည်နဲ့ပတ်သက်လိုက်လဲသူတို့ကဘာကြောင့်အချစ်ရည်ကမကောင်းရလဲရှိတဲ့အတိုင်းတဲ့ဆိုတဲ့အတိုင်းပဲသူတို့ကပြတာအဲ့လိုပုံစံဟာဆောင်မှုမရှိတတ်ဘူးချွတ်နွတ်မှုမရှိတတ်ဘူးစနေသားသမီးတွေကဘယ်လိုပြောမလဲဆိုရင်သူတို့ကအဖို့အဖြစ်တာလိုချင်တာတိုင်ပင်ဖို့တိုင်ပင်ဖက်ကလိုချင်တာအဲ့လိုပုံစံမျိုးဒါပေမဲ့သူတို့ကိုယ်နိုင်ကအားကိုးမှလားလို့မေးလို့ရှိရင်လုံးဝမှားသွားလိုက်ပါရှင်ဘသူ့ကိုမှအားမကိုးသူတို့ချစ်တော့ပေါ့သူတို့ရက်တည်နေအောင်အမြဲတမ်းကြိုးစားအားထုတ်နေတတ်တဲ့လူမျိုးလေးတွေဘဝမှာပြင်ဆင်မှုလေးတွေအမြဲတမ်းအဆင့်တဲ့သူတို့စီမှာရှိနေတတ်တယ်အထူးသဖြင့်စနေသားသမီးတွေကငွေရေးကြေးရေးနဲ့ပတ်သက်ပြီးလို့ရှိရင်ပို့ပြီးတော့တန်ဖိုးထားတတ်တယ်ပြောမယ်ဟေ့ဆိုလို့ရှိရင်ငွေကြေးကိုတန်ဖိုးထားတတ်တယ်ခင်ပြီးဟေ့ဆိုရင်လည်းပဲအဲ့ဒီလူတွေကိုငွေရေးကြေးရေးကအစအကုန်လုံးကိုစက်ကပ်ပြီးကုညီစောင့်ရှောက်ပေးမယ်ဒါပေမဲ့လည်းပဲလေသူတို့ကဘာလို့ပြောမလဲဒီယုံမြင်လို့ဒီရှုံမြင်တာလားထွင်တာလားဆိုတော့အဲ့လိုမျိုးတော့မဟုတ်ဘူးဘာကြောင့်လဲခုနကဆရာမပြောသလိုပဲသူတို့အားကိုးတယ်ဟေ့ဆိုတာဘာသူ့မှမရှိဘူးညီကိုမောင်နှမမိဘတွေဘလောက်ပဲချမ်းသာပါစေစိတ်ကိုဝင်စားတာငါဟာငါလှုပ်ယူမယ်ငါအားငါကိုမယ်ငါချက်တော့ပေါ်ငါရက်တည်မယ်ဆိုတဲ့စိတ်တက်ကလေးရှိနေရှင်အချစ်ရည်နဲ့ပတ်သက်လိုက်ပေးတိုင်းပြန်မရဘူးပေးတယ်ဟေ့ဆိုတာလည်းဘလို့ပေးတယ်လဲဆိုချွတ်နွတ်ပေးတာမဟုတ်ဘူးနင်ငါ့ကိုချစ်လားအေးချစ်တယ်ဆိုရင်လည်းပဲသူတို့ကစိတ်နဲ့မှန်နဲ့ခွန်နဲ့အားနဲ့ပြောတတ်တယ်ရှင်အဲ့လိုမျိုးလေးတွေကြောင့်ဘလို့ပြောမလဲသူတို့နောက်မှနေတဲ့လူတွေကဟန်ဆောင်တဲ့လူတွေသူတို့စီကိုကြာနေလို့မရအောင်အဲ့လိုမျိုးဟန်ဆောင်တတ်တဲ့လူတွေလိမ့်ညာတတ်တဲ့လူတွေသူတို့နောက်မှပေါင်းအသိဖြစ်တော့မှနေလို့မရဘူးရှင်ဘာဖြစ်လို့လဲဆိုရင်စနေသားသမီးတွေကခုနဆရာမပြောသလိုပဲမသိတာမရှိဘူးမတတ်တာမရှိဘူးမပြောချင်တာပဲရှိတာအားနာတာပဲရှိတာရှင်နော်ဒါပေမဲ့သူတို့ကတစ်ခါနဲ့နှစ်ခါသုံးခါဒီခွင့်လွန်နိုင်တယ်ခွင့်လွန်မနိုင်တော့ဘူးဟေ့ဆိုတဲ့အချိန်ကြာလာပြီဟေ့ဆိုလို့ရှိရင်တောင်ကြပြားကြသူတို့ကလှမ်းသွားမှာပဲရှင်နော်အဲ့လိုပုံစံမျိုးကြောက်ရင်သူများကကြောက်တတ်တယ်တတိရှိလာပြီဟေ့ဆိုလို့ရှိရင်တော့ဘသူ့မှာတယူမစိုက်တတ်တဲ့အထက်မှာပါပါတယ်ရှင်စနေသားသမီးတွေကအဲ့တော့3လပိုင်းထဲရောက်ပြီဟေ့ဆိုတာနဲ့စနေသားသမီးတွေကဗျာများနေတတ်တယ်ဘာတွေကြောင့်မှမသိဘူးအလိုလိုနဲ့တောကရောက်နေတတ်တယ်ကိုတော့ဘာလို့အပ်တယ်ဘာဖြစ်နေတယ်ဟေ့ဆိုတော့သူတို့မသိဘူးဖြစ်နေတတ်တယ်ပြောမယ်ဟေ့ဆိုအလိုမကြမှုတွေများမယ်အထူးသဖြင့်စနေသားသမီးတွေကလင်းမရှိလို့ရတယ်မရမရှိလို့ရတယ်ငွေမရှိလို့မရဘူးရှင်သူတို့ရဲ့စိတ်ရှမ်းတောင်မှုတွေကငွေပဲအဲ့လိုမျိုးငွေကိုရှာနိုင်နေတယ်သူတို့ကစိတ်ရှမ်းတာနေတယ်ပဲအဲ့လိုပုံစံမျိုးအလောက်ကင်နဲ့ပတ်သက်ပြီးတဲ့အကျန်းလာမလားအချောလာမလားဘောပင်တစ်ချောင်းနဲ့အလုံးလုံးနိုင်တဲ့အရင်ချင်းလေးတွေသူတို့ကအမြဲတမ်းရှိတယ်ဒါပေမဲ့ဒီ3လပိုင်းထဲမှာဟိဆိုလို့ရှိရင်
လုံလိုက်တဲ့များလှုပ်လေမြုပ်လေဖြစ်နေတတ်တယ်အဲ့ဒီကြားထဲမှာကိုကစေတနာနဲ့ကုညီလိုက်တဲ့အရာလေးတွေအလိမ်ခံရတတ်တယ်ရှင်လူရင်းသစ္စာဖောက်ခြင်းခံရတတ်တယ်လုံနေတဲ့အလုပ်ကိုရောကိုကဘယ်လိုပြောမလဲဟေးဆိုလို့ရှိရင်သူများကိုပဲဖက်ပေးလိုက်ရမလားကိုကိုတိုင်းမဲ့ဦးစီးဦးဆောင်ပြီးရှေ့သွားရမလားဆိုတဲ့ပုံစံမျိုးဒါပေမဲ့သူတို့အတွက်အဖို့တော့မလိုအပ်ဘူးဘာကြောင့်လဲဆိုရင်သူတို့သာပြီးရင်သူတို့သာရှင်ပခင်ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကိုသူတို့ယုံနိုင်တယ်ဒုက္ခရောက်ရတဲ့အကြောင်းရင်းကကိုယ့်ရဲ့ဘေးနားကလူတွေငဲကွက်လို့အားနာလို့အဲ့လိုမျိုးတွေကြောင့်သူတို့ကပါလာရှင်အထူးသဖြင့်3လပိုင်းထဲမှာဟိစုအိမ်အောင်ရေးနဲ့ပတ်သက်ပြီးပရိပခများနေတတ်တယ်ဒါပေမဲ့ငိုပြီးရင်တော့ရည်ရမယ်ဆိုတဲ့အထက်မှာပါနေတယ်ရှင်အဲ့တော့ဒီ3လပိုင်းထဲမှာဟိစုစနေသားသမီးတွေကလည်းစမှာဟိဆိုရင်စိတ်တက်တွေဘုံကြတတ်တယ်ဒါပေမဲ့အလားလဲကိုရောက်ပြီးဆိုရင်3လပိုင်းအလယ်လောက်ရောက်ပြီးဆိုစိတ်တက်တွေပြန်ပြီးတက်ကြွလာပါနိုင်မယ်လုပ်ငန်းကံညာလေးတွေနဲ့ပတ်သက်ပြီးတိုးချက်ရလိုက်မယ်ဦးစီးဦးဆောင်ပြီးလောက်ရလိုက်မယ်စနေသားသမီးကိုနောက်လိုက်ထားလို့မရဘူးရှင်ဦးစီးဦးဆောင်ရှေ့ကနေထားမှသာသူတို့ကရတာပြီးတော့သူတို့ဆက်ရသွားလို့မရဘူးဘာကြောင့်လဲဆိုအဲ့ဒီဆက်ရလောက်တဲ့လူထက်သူကပိုတက်နေတာအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်လို့ခေါင်းကတော့မာတတ်တယ်အဲ့ဒါကြောင့်ဆရာမပြောတာစနေသားသမီးအိမ်အောင်ရေးမှာပေါ့နော်စနေသားသမီးကိုလင်းတော်ထားတဲ့မိမတော်ထားတဲ့ဟေးဆိုလို့ရှင်တော့ခေါင်းပိုလေးယူထားပါရှင်เนาะအဲ့လိုမျိုးလေးရှိတယ်ဘာကြောင့်လဲဆိုသူတို့ရှိနေတဲ့နေရာမှာရှေ့ရလဲသူတို့နောက်ကလဲသူတို့အကုန်လုံးသူတို့ပဲပူပင်တော့ကများမယ်ရင်ထဲမှာဖြစ်နေတဲ့ပူပင်တော့ကတွေကိုသူကတော်တော်နဲ့ဖွင့်မပြောတတ်ဘူးအရာအလုံးကိုသူမွေးလိုက်တဲ့မိသူကိုယ်တိုင်ငိမ့်မယ်ဆိုတဲ့စိတ်တက်မျိုးကသူတို့မှအမြဲတမ်းမှာကြောနေတာအဲ့လိုမျိုးတွေကြောင့်အဲ့တော့ဆရာမပြောချင်တာကဘယ်လိုပြောမလဲဟေးဆိုလို့ရှိရင်တခုခုဆိုလို့ရှိရင်ကိုကပေါ့နော်ယုံကြည်ရတဲ့လူတွေကိုတိုင်ပင်ပြီးပွင့်လင်းစွာလှုပ်ပါဒီနေ့ထဲမှာ3လပိုင်းထဲမှာဆိုငွေနဲ့ပတ်သက်ပြီးပဲအလှုပ်နေရတတ်တယ်ငွေကုန်ကြေးကြတွေပဲများနေတတ်ပါတယ်ရှင်စနေသားသမီးတွေကပေါ့နော်အဲ့တော့စနေသားသမီးတွေဒီနေ့ထဲမှာပေါ့နော်အခုဒီ3လပိုင်းတလစာလုံးမှာဘာရတရားလေးလိုအပ်တယ်လဲဆိုလို့ရှင်ဖျောင်းနိုင်ဆက်တက်ချောင်းမွေးတိုင်းဆက်တက်ချောင်းဖျားတောက်တော်ရေဆက်တက်စွန်းဆန့်ဆက်တက်စီကိုဖျားအဲ့ဒီဖျားတောက်တော်ရင်ထဲတဲ့ခွက်အောက်မှာစက်တက်စီထည့်ပေးမယ်ရှင်เนาะအဲ့ဒါလေးကိုပြုလုပ်လိုက်ပါအဲ့ဒါလေးဆိုရှင်တို့ရဲ့ပိတ်ပင်နေတဲ့လက်တွေပူပင်တော့ကများနေတာတွေဘေးရန်အန္တရာယ်လေးတွေကစားကင်းလို့သွားနိုင်မယ်လို့ဆရာမပြောပါတယ်ဆရာမအတိအကျစွာနဲ့ဖြည့်ပေးပါတယ်ရှင်เนาะကဲအဲ့တော့ဆရာမပြောချင်တာကစနေသားသမီးတွေလက်ပိတ်နေတာလားကံပိတ်နေတာလားပြဿနာတစ်ခုပြီးတစ်ခုထွက်နေတာလားအိမ်တော်ကြီးနဲ့ပတ်သက်ပြီးခဏရံများနေရတာလားဘာလို့ဘာကိုင်စိတ်တက်တွေကြနေတာလားသူများအနိုင်ကျင့်ခြင်းခံနေရတာလားသူများကိုရန်စခြင်းခံနေရတာလားကဲလာထားမယ်เนาะဆရာမစီမှာဒီလိုမျိုးအရန်စွမ်းထက်တဲ့ပင်ရင်းကြောင်းနဲ့စီရင်ပေးထားတဲ့ lucky အဆောင်လေးတွေရှိပါတယ်ဘေးရန်အန္တရာယ်ကောက်ွယ်စေတဲ့ lucky ကပွင့်စေတဲ့တစုံခဲနဲ့အကုန်ပြီးစေတဲ့ထိုင်းနိုင်ငံဘယ်နေရာမှာဆိုပို့ခ free နဲ့ပို့ပေးထားတယ်ရှင်အဲ့တော့ပူဇော်ခြင်းနဲ့9ရက်သားသမီးဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင်ဆရာမကတော့ထိုင်းနိုင်ငံဖလန့်ဆောင်ထျံတလင်း26လမ်းမှာနေပါတယ်ကိုယ်တိုင်ကိုကြလာရောက်မေးမြန်းချင်တဲ့လူတွေလည်းဆက်သွယ်လို့ရပါတယ်ရှင်ဖုန်းနဲ့မေးချင်တဲ့လူတွေလည်းဆက်သွယ်လို့ရပါတယ်ရှင်ဆရာမအာမခံနဲ့ခေါ်စရန်ထုတ်ပေးပါတယ်အာမခံနဲ့ပယောဂကုပေးပါတယ်အာမခံနဲ့တိုက်ဆက်ကုပေးပါတယ်ရှင်ကဲဆရာမဟောသွားတဲ့ဟောချက်ကလေးတွေမှန်ရင်မှန်တယ်မှားရင်မှားတယ်ဆရာမတစ်ချက်လောက်ပြန်ပေးပါเนาะများ share ပေးအသေးလေးတွေပေးသွားကြပါနောက်ထပ်9ရက်သားသမီးတွေကိုအဖြည်းချင်းတဏ္ဍာပြီးတဏ္ဍာဆရာမဟောစရန်ထုတ်သွားပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့အားပေးကြပါအောင်ရှင်စိတ်ကြမ်းပါခြင်းကိုယ်ကြမ်းပါခြင်းနဲ့ပြည့်စုံပြီးပူပင်တော့ကများငြိမ်းအေးကြပါစေလို့မေတ္တာပြုပါတယ်ရှင်